ဗုဒ္ဓနဲ့တွေ့ဆုံခြင်းဘာမဟုတ်ညာမဟုတ်နဲ့ငါဗုဒ္ဓဖျားကိုတောင်မှရှေးဟောင်းပစ္စည်းတွေအကြားမှာရှောင်းစားခံရစီးပွားရေးမျက်စိစူးရှာတဲ့ဒီလိုဥရောပမှာမင်းကဘာလာလုပ်တယ်လဲတဲ့ဗုဒ္ဓကမေးတော်မူတယ်ကိုရောမသိလို့နော်ကိုရောသားမြန်မာနိုင်ငံမှာရှိရင်ပူစီမိအမျိုးမျိုးနဲ့ရှ िख ိုးခံရမှာတော့အမှန်ပဲဒါပေမဲ့မမှန်တာတွေပြောမမှန်တာတွေဟောနေရကိုရောကဘုံတော်တာပြီးပြေးကြွခြင်းမိမှာတည်ကြတယ်မမှန်တာတွေပြောတော့လေတန်တရားတကြောမှာအဖန်တရားမောနေအောင်မဟုတ်ဖေရလက်နက်ကင်စစ်တပ်ကအရက်ရက်နေပြီးတော့ကြားလို့မှမလျော်အောင်အော်ရာတွေထုတ်မတော်ရာတွေလုပ်နေတော့ဗုဒ္ဓကိုကြိုးတုပ်အချုပ်သေးသွင်းရင်မခတ်ပါလားဒီကောင်นี่ညံလည်းမရှိအမှန်လည်းမသိနိုင်ငံကိုလည်းမလေးစားဂရီလည်းမတည်ပလီအမျိုးမျိုးနဲ့ဝစီအိုးကလည်းပုတ်စော်နန်းကလေးကလားစိတ်ဓာတ်နဲ့တိတ်ပြီးညစ်ပတ်ကြပါတယ်စစ်တပ်ဆိုတာပြည်သူကိုအနိုင်ကျင့်မှုမြောက်ပင်အားပေးဓာသွေးခိုင်းထားတဲ့ဘိုးတကားရဲ့ဘယင်ပါဗျာဘုံနေဝင်းစစ်တပ်ဆိုတာတိခတ်ဖို့နဲ့ညစ်ပတ်ဖို့ပဲတည်တာမဟုတ်လားပြည်သူတွေကတော့တက်တက်မွဲရဟန်းကောင်းတွေခွက်လက်ဆွဲဒင်းတို့တွေကတပတ်တရေလက်နက်ပဲအဓိကလက်နက်ပဲပဓာနာလက်နက်စိုးမိုးတဲ့စစ်ဝါဒပါကိုရောအဖို့ကတော့ဥရောပစူပါမားကတ်မှာငိန်သက်စွာစံပေတာကမှအန်ရခတ်သိမ်းကင်းပြောင်ငိမ့်ပြီးတိမ့်သမကတံမိုးတက်ဗုဒ္ဓဆိုပြီးနှုတ်ဟလို့အမြုပ်ခံရအောင်မေစိတ်လက်မသားရှိတော်မမူပါနဲ့ဖေဟာမြမစစ်ဘုရီလုံသမျှနဲ့တော့ဗုဒ္ဓအချုပ်ကမတက်ဒုက္ခဖတ်ရရင်မုတ်ချမတတ်မသားဖြစ်နေရမှာပါတပည့်တော်ငပါမွားကတရားချတယ်မထင်ပါနဲ့တိုင်းပြည်ကတကားတကမာအပေါင်းအထောင်းခံရတာများလွန်းလို့ပြားမှောက်နေရင်ကတရားပေါက်ရခြင်းဖြစ်ပါတယ်ခွင့်လွတ်တော်မူပါအရှင်ဖေဟာ